ငါမိသားစုမှာငါဟာမိုးပြဲမှုပေါင်းလေးမှာကျွန်တော်မာနတွေခြေလွတ်လိုက်တဲ့အခါမတော်တဲ့နေရာတွေမှာပဲပြုတ်ကြတယ်မေအစာရှာထွက်ရင်လေတံမိုးတံမကန်နိုင်နဲ့ငှက်တွေချောင်းဆိုးရင်မိဘရင်ဝင်ကိုဖြော်ပြီးတောက်ချင်တယ်ငါမိသားစုမှာငါဟာအေးခဏမိတယ်အိမ်ဆိုတာငါခြေတိုင်းပဲမပြေလည်မှုကြိုးတွေရှည်သလောက်ငါပြေးထွက်ပေးရတယ်ငါတို့အိမ်ဟာအခန်းချင်းလေးထဲမှာရေတံနဲ့ငိုတံမမျှတော့ဒါကြောင့်မို့အနောက်ဘက်မီးဖိုချောင်လေးဟာတချမ်းဆောင်လို့ငါတို့အိမ်ဟာလေကားတစ်တွေကလည်းစိုးရိမ်စိတ်နဲ့တက်ပြီးငိုရင်းပြန်ဆင်းရတယ်ငါအမှုပညာကိုချစ်တယ်ကြပြားစပွဲပေါ်မှာစကလုံးတွေကိုချက်ထားတယ်အမေကအကုန်သွန်ပစ်ပြီးသူ့ငကနဲ့လဲလာတဲ့အသားဟင်းတွေပြင်ဆင်တယ်ငါမှာမာနကိုမျိုးချတော့ထမင်းဝိုင်းမှာအစောကြီးပိုက်ပြည့်သူဟာငါပဲအရက်မရှိသူမို့အခွင့်အရေးဆိုတာခြေပြားထောက်ခဲ့ရတယ်မမီမကန်းတွေအင်းကြီးတွေခြောင်ကျသွားပြီးစိတ်တွေပိုပြီးမွန်းချက်လာတယ်ရေတစ်ခွက်လောက်လေးစာယုံနဲ့ရေတွင်းနဲ့ခုန်ချเสียရမလိုပါဘူးတချို့အာသာပြေမှုတွေကအများကြီးမလိုငါတို့မိသားစုဟာရမ်းမုံတွေခင်းထားတဲ့လမ်းပေါ်မနက်တိုင်းလိုရှောက်ကြတယ်ငါစီကရက်မပြတ်နိုင်ဘူးမိစားဟာငါကြောင့်ပဲကြာတာငါမိသားစုမှာငါဟာအနေရကောင်းပဲ